အားလုံးပဲမင်္ဂလာပါဆမကဒီနေ့ရှင်ပြန်ထမြောက်တော်မူရာနေ့ကျင်းပရခြင်းအကြောင်းကိုပြောပြမှာဖြစ်တယ်ရှင်ပြန်ထမြောက်တော်မူရာနေ့ကိုတမန်တော်တွေခေတ်ကနေစပြီးတော့ကျင်းပခဲ့တဲ့အခါမှာသခင်ဖျားရဲ့နေ့ The Lord's Day လို့သူကခေါ်ခဲ့ပြီးတော့ပတ္တခါပွဲနဲ့တပြိုင်တည်းကျင်းပခဲ့ကြတယ်ယူဒလူမျိုးတွေရဲ့လပြည့်နေ့တွေမှာသူတို့ကကျင်းပနေကြဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာယူဒလူမျိုးမဟုတ်တဲ့တိုင်းတစ်ပါးသားတွေပေါ့နော်အဲ့လိုလူမျိုးတွေကများပြားလာတဲ့အခါကျတော့ပတ္တခါပွဲပြီးတော့နောက်တစ်နေ့နော်ပထမရက်တနင်္ဂနွေနေ့ Sunday နေ့မှာပြန်ပြီးတော့ကျင်းပခဲ့ကြတယ်ခတ်တာ325ပေါ့နော်25ခုနှစ်နိုင်စင်းကောင်စီCouncil of Nicene အသင်းတော်ဖခင်ကြီးတွေကနေပြီးတော့သူတို့ကနေပြီးတော့ဆွေးနွေးတိုင်ပင်ကြပြီးတော့ရှင်ပြန်ထမြောက်ရာနေ့ကိုမတ်လ22ရက်နေ့နဲ့ဧပြီလ23ရက်အကြားမှာသူတို့ကတွက်ချက်ပြီးတော့အတိအမှတ်ပြုပေးခဲ့ကြတယ်ပေါ့နော်ဒီလိုပထမနေ့ရက်ဖြစ်တဲ့တနင်္ဂနွေနေ့ကသခင်ခရစ်တော်တည်ခြင်းကိုအောင်မြင်ပြီးတော့ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကိုတတိယအောင်မြင်ဖို့ရာသူတို့ကျင့်ပခြင်းဖြစ်တယ်ယူဒလူမျိုးတွေကဥပုံနေဖြစ်တဲ့စဘတ်ဟာနော်ဘုရားသခင်ကစัจ java လာကိုဖန်ဆင်းပြီးတော့အနားယူတဲ့နေ့ရက်ကိုအစွဲပြုပြီးတော့ကျင်းပခြင်းဖြစ်ပြီးတော့အေဂုတ်တုပြည်မှာကျွန်ခံခဲ့ရမှာလွတ်မြောက်လာခြင်းကိုသူတို့ကပတ္တခါပွဲအဖြစ်တတိယစေဖြစ်သူတို့ကကျင်းပခဲ့ခြင်းဖြစ်တယ်အဲ့ဒီလိုပဲပေါ့နော်သူနီးတူပဲသခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာလူသားတွေအလုံးအတွက်ပေါ့နော်သေခြင်းမှလွတ်မြောက်မှုကိုဘုရားသခင်ကပေးပြီးတော့ထာဝရအသက်လို့ခေါ်တယ်ပေါ့နော်အူးသီးတဲ့အသီးပေါ့နော်အူးသီးတဲ့အသီးအားတစ်သက်လုံးရရှိပိုင်ဆိုင်ခြင်းကိုရည်ရွယ်ပြီးတော့ကျင့်ပရခြင်းဖြစ်တယ်ကနဦးအသင်းတော်တွေကနေစပြီးတော့ပေါ့နော်နောက်ပိုင်းမှာသခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုအချို့သောအသင်းတော်များမှာရက်90တိုင်ကျင်းပပြီးတော့သခင်ခရစ်တော်ရဲ့ယေရုရှလင်မြို့နောက်ဆုံးခရီးစဉ်ကနေစပြီးတော့ရှင်ပြန်ထမြောက်ခြင်းအထီကိုပေါ့နော်သူတို့ကပြဆက်တင်နေလဲခါရဲပြသခဲ့ကြတယ်ပေါ့နော်နှစ်ချင်းခရိယန်တွေအနေနဲ့ကြတော့နေ့အာယုံတက်ဝတ်ပြုခြင်း sunrise service ဖြစ်တဲ့ရှင်ပြန်ထမြောက်ရာနေ့ကိုပြုလုပ်ကြတယ်ချို့သောအသင်းတော်တွေကလည်းနှစ်ချင်းမင်္ဂလာကျင်းပခြင်းတို့ပွဲတော်မင်္ဂလာကျင်းပခြင်းတို့ကိုတပါးတည်းပြုလုပ်ခဲ့ကြတယ်ဒါကြောင့်ရှင်ပြန်ထမြောက်ရာနေ့ကခရိယန်များအတွက်ပေါ့နော်ဘုန်းကြီးတော်မူရာနေ့အဖြစ်လည်းအတိအမှတ်ပြုခဲ့ကြတယ်ဒီကနေ့ခေတ်မှာကြည့်မယ်ဆိုလို့ရှိရင်ကြတော့ရှင်ပြန်ထမြောက်တော်မူရာနေ့ကသခင်ခရစ်တော်မွေးဖွားသောနေ့ခရစ်စမတ်နေ့လိုမျိုးပေါ့နော်ထင်ပေါ်ကျော်ကြားခြင်းမရှိတော့ဘူးပေါ့နော်တိတ်ပြီးတော့လို့စီစီကားကားမလုပ်ကြဘူးအဲ့ခါဒါကြောင့်မလို့ကျမတို့ကလည်းပဲဒီရှင်ပြန်ထမြောက်တော်မူရာနေ့ကိုစီစီကားကားနော်ထင်ထင်ရှားရှားနဲ့ကျမတို့ဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့ပေါ့နော်ပြောကြရင်းနဲ့နောက်ပတ်များမှာပြန်ဆောင်ကြရအောင်